လုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီချန်နယ်ကိုမျှဝေပြီးတော့မှတွေ့ပြပေးတာဖြစ်ပါတယ်နောက်ကကျရင်ကျွန်တော်ကတော့ဒီလိုဒီချန်နယ်တွေပဲအကုန်လုံးစီပြီးတော့မှအဲ့လိုမျိုးတွေ့ပြတာမဟုတ်ဘဲနဲ့ကျွန်တော်ကတော့တွေ့ပြီးတော့မှတွေ့ပြမှာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်တချို့စကားလုံးတွေနဲ့ကျွန်တော်ကပြောလို့မရတဲ့စကားလုံးတွေရှိတယ်အဲ့ဒီလိုအသုံးပြုလို့မရတဲ့စကားလုံးနဲ့ဗီဒီယိုတွေကကျွန်တော်တို့တင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကောင့်လည်းပိတ်သွားနိုင်တယ်အကောင့်ကိုလည်းဘန်သွားနိုင်တယ်နောက်ကျကျွန်တော်တို့မိတ်ဆွေတွေနဲ့တိုင်ပင်လို့မရတော့ကျွန်တော်ကလည်းရှာပြလို့မရတော့အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကတော့အစားတော့ဒီ Facebook ပုံမှာပဲကျွန်တော်ကတင်ပေးတယ် Facebook ပုံမှာကျွန်တော်ကသူတို့ကျွန်တော်ဒီတင်ချတဲ့အကောင်လုံးတန်းစီပြီးရေးပြလိုက်တဲ့အခါမှာ Facebook ကဘန်သွားတာပေါ့ကျွန်တော်သူတို့ဒီမျိုးတင်ပြီးတော့ကျွန်တော်ဘန်သွားတာဘာတင်မရတော့အဲ့ခါကျတော့သူကတင်လိုက်မယ်ဆိုလို့ရှိရင်ပျောက်သွားတာသူတို့ဖြုတ်သွားတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခါကျွန်တော်ကအဲ့လိုမပျောက်ရအောင်ဒီယူမှာတင်မယ်ပြီးရင်သူကစီကန်းချက်နဲ့ကိုင်းကြီးတဲ့အရာကိုကျွန်တော်တို့တင်ပေးသွားမှာဖြစ်ပါတယ်ပြီးတော့မှဒီတင်ညာတွေ့တဲ့နီးဟာလွယ်လားဆိုလို့ရှိရင်တော့လွယ်ပါတယ်ဒါအရတော့မခက်ပါဘူးတယောက်နဲ့တယောက်တင်ချတွေ့တဲ့ပညာကြတော့မတူဘူးပေါ့နော်ဒီတခါချင်းစကြောကျွန်တော်ဒီတင်ချပညာတွေပြတ်သွားမှာကတော့ကျွန်တော်တယောက်တည်းမဟုတ်ဘဲနဲ့ကျွန်တော်မိတ်ဆွေတယောက်လေးရှိတယ်သူကလည်းဒီတင်ချတွေ့တာပေါ့ဝါသနာအရင်ပါတယ်သူလည်းအရင်ကောင်းတာပေါ့နော်ပြီးခဲ့တဲ့ဘက်ကျွန်တော်တို့ကတော့ဒီပါအောင်စေချောချောနဲ့စေချောခွနဲ့ကျွန်တော်တို့လွဲသွားတာပေါ့နော်အဲ့မှာလည်းကျွန်တော်တင်ပေးတာရှိတယ်အဲ့ဒီတခါကျွန်တော်ကန်စားလိုက်တာမိတ်ဆွေလည်းကန်စားနေကျွန်တော်လည်းကန်စားနေပေါ့အမှာဆိုကြီးကြီးလွဲသွားဒီတခါကျတော့ဒီလာမဲငါးချိန်ကတော့ကျတော့ကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေတယောက်နဲ့ကျွန်တော်နေရာတိုင်ပြင်ပြီးတော့မှကျွန်တော်တို့ရှာပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ချက်ဆက်ပြီးတော့မှဒီလိုဗီဒီယိုနဲ့ပဲတချို့အသုံးပြုလို့မရတဲ့စကားလုံးတွေနဲ့တချို့အခြေလို့ပြလို့မရတဲ့တီရှပ်သွင်းနည်းတွေနဲ့ကျွန်တော်အတုံးကောင်းနည်းလေးနဲ့ကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီသွင်းနည်းကတော့အသုံးပြုများတာအလားများတာဆိုလို့ရှိရင်ကျွန်တော်တို့နှခမ်းနဲ့ပါဝါနဲ့အသုံးပြုပြီးတော့မှလာတာများတယ်အဲကြောင့်မလို့မိတ်ဆွေတို့ကကျွန်တော်နောက်ကျရင်ဒီနှခမ်းနဲ့ပါဝါကိုဦးစားပေးပြီးတော့မှရှာပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကမိတ်ဆွေတို့ကိုရှာပြပေးသွားမှာဖြစ်ပါတယ်တေချာလေးကြည့်သွားပြီးအောင်တော့နောက်ကျရင်နားမလဲတာတွေမရှင်းတာတွေအဲ့လိုမျိုးရှိတတ်တယ်လေနော်အဲ့ဆိုရင်ကျွန်တော်ကတော့ဒီမိတ်ဆွေတို့လည်းနားလဲလွယ်အောင်ကျွန်တော်အတွေ့လည်းအကျိုးရှိအောင်ဆိုပြီးကျွန်တော်ကနှလုံးချင်းစီနဲ့တတိကျရှာလေးကိုကျွန်တော်တို့ပြပေးသွားမယ်နော်တချို့အသုံးပြုလို့မရတဲ့စကားလုံးတွေကျွန်တော်ဖျောက်ထားမယ်အသုံးပြုလို့မရတဲ့အရာတွေကျွန်တော်ဖျောက်ထားပြီးတော့မှတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီရှာလေးကြည့်ပြီးတော့အောင်နော်ဒါကတော့ကျွန်တော်ကင်ခဲ့တဲ့တွင်းနီအတိုင်းပေါ့နော်ဒါပုံသေးတွင်းနီလေးပါဒီရှာလေးကြည့်ပေးပါရှောင်းနဲ့တစ်ပေါင်းခွန်းရှောင်းနဲ့သုံးပေါင်းကိုရှင်းနဲ့တစ်ပေါင်းကိုဟုတ်ပြီကိုခွန်းနောက်တစ်ခုကျွန်တော်တို့ကြည့်လိုက်မယ်ရှောင်းနဲ့3ပေါင်းလဲကိုရှောင်းနဲ့1ပေါင်းခွန်းရှင်းနဲ့3ပေါင်း1ရှင်း3ပေါင်း1ဒါဆိုလို့ရှိရင်1ခွန်းကိုဒါကတော့ပုံတည်တွင်းနည်းလေးပါနော်ကျွန်တော်ကိုင်းလာခဲ့တဲ့နေပုံများစွာတွင်းနည်းပေါ့ဟုတ်ပြီကျွန်တော်တို့အတိတ်ကရွေးကြည့်လိုက်မယ်ဒီတော့ပြမှာဒီကနော်နေနဲ့5ပေါင်းခွန်းနောက်တစ်ခါခွန်းနဲ့နေပေါင်းကိုခွန်းနဲ့နေပေါင်းကိုဟုတ်ပြီနော်အတန်ကြားလာမသိကျွန်တော်အတန်နည်းနည်းတိုးတယ်ရှင်ဒါဆိုလို့ရှိရင်ကျွန်တော်လက်ခတ်ယူလိုက်မယ်ခွန်း300ကိုစရှောင်းကိုနခတ်ချောင်းချောင်းနဲ့3ပေါင်းကိုနခတ်လည်း6ဖြစ်ပါတယ်
ဟုတ်ပြီဒါကျွန်တော်တို့ဘယ်လိုလာသွားတယ်လဲဆိုတာတေချာလေးကြည့်ပါနော်ပြီးခဲ့တဲ့ဘက်ပေါ့ခုနှစ်ည6အဲ့ဒီခုနှစ်ည6တုံးမှာဘာလာသွားတော့ခုလည်းပါတယ်သူများလည်းပါတယ်နော်ခုလည်းပါတယ်သူများလည်းပါတယ်ကျွန်တော်တို့ခုချစ်ထားလိုက်မယ်ခုနောက်ကဒုတိယအချိန်မှာပါလဲကိုခုနဲ့အမလေးခုပေးနော်အပေါ်ခုပေးပြီးအောင်လည်းခုပေးဒီတော့ကို6မှာပါပြနေလဲ6နဲ့9ဆိုပြီး6လည်းပေးတယ်9လည်းပေးတယ်နှလုံးစလုံးဆင်းလာရနော်ကို6ပေးတယ်နောက်တစ်ခါဒီဒုတိယနေရာမှာလဲသူကအဓိက6ပေးလာတာလို့အကြောင်းမလို့ကျွန်တော်တို့က6ကိုမှတ်ထားလိုက်မယ်ဒီတခါ9 6ဆိုပြီးတော့မှ6အမ6ပေးလာခဲ့ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောက်မှာ6တလုံးကတော့လုံးမိုင်ဖြစ်ရမှာပေါ့နော်6တလုံးကလုံးဝလာရမယ်သူဘာဖြစ်လို့ကျွန်တော်နောက်ပိတ်ထားလဲဆိုတိကျကြည့်လိုက်ပါနော်ခုနကတော့ဒီမှာခွန်ထိတ်ခုနငယ်ချောင်းမှာခွန်ထိတ်ဒုတိယနေရာမှာခွန်ကထိတ်မလာတော့သူရဲ့နောက်တော့မှာစုပ်ပြီးတော့မှအလဲဖြစ်နောက်ပိတ်ဖြစ်လာမှာအဲကြောင့်မလို့သူကကိုခုနေဆိုပြီးတော့မှခုနလဲနောက်တော့ကို6ကိုထိတ်ပေးထားပြီနော်အဲကြောင့်မလို့ထိုနည်း၎င်းမှာဒီ6ကပထမတစ်ခါတူလာဖို့တဲ့ထိတ်ကိုနောက်ဒုတိယတစ်ခါမှာသူကနောက်တော့ကိုစုပ်ပြီးတော့မှလာပေးရတယ်အဲ့ဒါဆိုလို့ရှိရင်အလဲလာထားတယ်ပိတ်လဲလာသူ့နေရာက6နောက်ပိတ်တစ်လုံးပဲကြမ်းမယ်နော်ဒီချက်လေးကြည့်ပေးပါနော်6နောက်ပိတ်ဟုတ်ပြီဒါအရင်ကလည်းကျွန်တော်တော့ပြဖူးပြီဒီစိုင်းလေးကဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်မျိုးနဲ့တော့ပြကြည့်လိုက်မယ်နော်ကျွန်တော်တို့ဒီထိတ်လောင်းချင်းကိုကျွန်တော်တို့ပေါင်းကြည့်လိုက်မယ်နည်းနည်းရှိပေါင်းသူများပွားတဲ့ခါယူလိုက်မယ်ဆိုလို့ရှိရင်သူများ9ခုပွားတဲ့ခါအကောင်လုံးတစ်မျိုးစလုံးယူရတာနော်အဲ့ဒါဆိုရှင်သူများ9ခုနောက်တစ်ခါကျွန်တော်တို့စကြည့်လိုက်မယ်ခုသူများ6ခုနဲ့ခုနကကြောင့်မခွန်တဲ့ခုနကိုပေါင်း6နဲ့ခပ်ပွားဆိုလို့ရှိရင်6တဲ့နောက်က6နဲ့5ပေါင်းတဲ့ပွားနဲ့ကလည်းတဲ့6တဲ့8ဟုတ်ပြီနောက်ကဒါကျွန်တော်တို့နောက်ပါမလာမှာပြီးခဲ့တဲ့အားကိုကျွန်တော်တို့ကြည့်ပြီးထည့်လိုက်မယ်ဆိုလို့ရှိရင်ခုနက9မှာပါလာတော့ခုနက6ဆိုပြီးသူများတစ်လုံးလာတော့နော်အမှသူများလာခဲ့တယ်ခုလည်းလာခဲ့တယ်ခုနက6ခုလာတယ်သူများလာတယ်အဲ့ဆိုကျွန်တော်တို့ခုမှမှန်ချစ်လိုက်မယ်သူများကိုလည်းကျွန်တော်တို့မှန်ချစ်စဝိုင်းလေးဝိုင်းထားလိုက်မယ်မှတ်ထားလိုက်မယ်နော်နောက်ကတဲ့ကို6ဟုတ်ပြီဒီကျွန်တော်တို့ဒုတိယနေရာမှာလည်းကျွန်တော်တို့တစ်ခါပြန်ကြည့်လိုက်မယ်သူကပထမနေရာပေးရင်ဒုတိယနေရာမှာသူပေးလေးရှိရနော်ခုနတဲ့ကို6ကိုဒီကို6မှာ6လာပေးတယ်နော်အမှ6နဲ့9ဆိုပြီး6လာခဲ့တယ်9လည်းလာခဲ့တယ်နှလုံးသူကအမြဲတမ်းစင်းပေးတယ်နောက်တော့က6ဆိုပြီးစစ်လဲလာတယ်6လဲလာတယ်ဒါဆိုတော့အပူနဲ့ကကြောင့်အဲ့ဒီနှလုံးစလုံးပြန်လာပေးတယ်ဒါဆိုရှင်ကိုင်းကြီးတယ်နော်ဒါဆိုဒီလာမဲ့အပါကဘယ်နေရာမှာအဓိကဦးစားပြီးကြည့်ရမှာလဲဆိုလို့ရှိရင်မင်းတို့ပဲကြည့်လိုက်6တလုံးကမဖြစ်မနေလုံးဝကိုလာရမှာလေ6တော့ကလည်းသူလာခဲ့ပြီနောက်တစ်ခါဒီ6တော့ကလည်း6လာတဲ့အတွက်ကြောင့်ဒုတိယအချိန်မှာ6ထပ်ပြရမှာနော်6ရသားပြီကျွန်တော်တို့နောက်ထပ်တစ်မျိုးနဲ့စစ်ကြည့်လိုက်မယ်နော်ကျွန်တော်နောက်ထပ်တစ်မျိုးနဲ့တင်ချာတက်ပေါင်းပြမယ်8နဲ့9
cho đi cả đuôi này mà sao mà nó xin này bao nó bao đâu tông ta sẽ tông cái này mà cụ cái nam bây giờ mày sẽ cái nam bây giờ nó tông này các bảo à tông sẽ tông nó nên nếp bao kun này các bảo à kun tung nhá kun nếp nó là cho nên nếp bao shit bảo à này các shit tông shit tết cú nếp tông bao nếp bảo à này các solution nếp kun nếp lê nếp kun nếp lê nó ở đây solution tu blue là lê rồi ai có cho nó đó thì sao lê từ lâu như gì bây giờ mẹ tông sinh ngã đâu ngã solution ngã từ lâu là cái đấy đi ngã này số biểu mà ngã từ lâu pi đấy shit của ngã mà lẽ tụi ngã lẽ pi shit lẽ pi đấy ngã lẽ pi đấy nó đi nhà thì cả dunia này phải chỉ lại rồi mày nó dunia này phải chỉ lại rồi mày Parama này mới chỉ đâu con đừng nghe này mà Parama này con đừng nghe cho lẽ pi dunia này mà được đi cả chỉ mà đi sai cả đó cô con nên sẽ bị con lẽ pi là đấy nét lẽ pi là đấy nó là shit đông tệ dunia này mà nó đi shit đông tệ cả lẽ ngã sau tông rồi bị mà tông pi đấy dunia này mà tông pi đấy đi cả nét con lê dunia này mà là bia mà ta tu la cái đấy sẽ anh tay lê con đừng nghe nè đó mà shit đông tệ rồi mà tông là bia đấy thì nét con lê rồi sẽ đi làm mình ngã chừng mà tao long xin là bia mày con lê mà tao long xin là bia mày rồi xin chỉ nó đôi đi sao tao long tranh thì làm mà nè đi con lê nè rồi xin tôi chỉ lại mày nó ok chỉ nó đó đi mà nè xong nè nhé sau con nhé sau lê nhé ta cả đó tu lông bay nè chỉ nó đó đi tu đi sai nè bao giờ bị nó mà tu tối là cái đấy bao giờ lê của chúng nó biến bị ra phía bên nó tu sẽ lấy chi bị bắt đầu chín gì đấy ngô long chín gì chi mà rồi sẽ nã lê rồi đấy bà mà một cặp tin chắc tối để rồi đó lấy đàn ông này này tin chắc tối tan này vào đi tin chắc tối là một cặp áo nó nhưng mà cuối sau đó rồi sẽ cho nó từ tối là khi đấy ông cho nó đi sẽ tao lên này chỉ lại mẹ rồi sẽ mà từ sau bây giờ dunia này mà chỉ mà nó ai rồi xin đi mà tông này đi mà sau rồi xin em mà ngã sau tông rồi vì nó mà đi ông mà ngã sau tông nữa từ bây là cái đã luôn à tôi đi này along như thế mà bỏ từ tôi bụng tôi nhìn chỉ lại ba Parama sai này dunia sai của bao bị nó mà tôi lại ra rồi xin tôi cả đi ông mà nó đi sau này nè sau cuốn sau lê thì ông mà cho nó tới bây giờ baby cho lâu mày lên lại ta baby vì cho nó tới tầm nhiều tiếp nhận với mày nó đã rồi xin cho nó tin rằng cụ sẽ rồi vì nó bắt tông lông ya là mà là tông lên gì mà thì cho lấy gì mà chỉ đó nó thật đây sai ni nè cho nó làm nháp với mày thì cho lấy gì bây giờ nó ok
เทเนเปซินเนสปองช็อกนะครับปะวะช็อกกูช็อกเตเทเนนอเปอยู่แล้วเนาะเตกูช็อกช็อกกูช็อกเตนะครับปะวะဒါဒုတိယနေရာမှာကြည့်ရမှာเนาะဒီကဒုတိယနေရာမှာသူလာသွားတာနောက်တစ်ခါကျတော့နေငါနဲ့မှာနေပေါင်းလေးနေကပဝါလေးနဲ့လေးကိုနောက်တစ်ခါဒီနဲ့လေခုနဲ့ရှောက်ပေါင်း33 shape 35နဲ့ကပဝါနော်3835နောက်တစ်ခါ6နဲ့9ဒီ6နဲ့9ပေါင်းတော့5နဲ့ကပဝါ5 3ငယ်53 တိကူ6တုံးကဒုတိယနေရာမှာပြရမယ်လို့ကျွန်တော်ပြောထားရနော်တိကူ6မှာဒုတိယနေရာမှာသူလာပြရမယ်အမှဘာတော့ဆိုလို့ရှိရင်9 895ဒီမှာတော့အမှ895ဆိုပြီးတော့မှ9လာပေးတယ်နောက်တစ်ခါကျွန်တော်တို့ဒီမှာလဲ9မဒုတိယနေရာမှာပါလဲ6ခုနဲ့ဆိုပြီး6လဲလာခဲ့တယ်နေလဲလာခဲ့တယ်နော်နောက်က853မှာ963ဆိုပြီးတော့မှ9လဲလာတယ်3လဲလာတယ်နောက်ကသူမြ35နဲ့ကျွန်တော်တို့လာမဲ့ဒီ9ချိန်ပြင်ရှာဘယ်လိုဖြစ်လာမှာလဲကျွန်တော်ဘယ်လိုကစားရမှာလဲအဲ့ဒါကျွန်တော်တွဲပြပေးမယ်နော်တလုံးချင်းစီအဲ့ဒါဆိုအကွာရတော့နည်းနည်းမြင်မြထွေလာမှာပေါ့ရှာလေးကြည့်ပေးပါနော်သူများ35ကိုကျွန်တော်တန်းစီပြီးရေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီတွဲထားတဲ့ဟာနဲ့နေ့တည်းယူလိုက်မယ်ကျွန်တော်နေ့နဲ့အရင်ဆုံးတွဲလိုက်မယ်နေ့3လုံးဒီနေ့3လုံးနဲ့တွဲထားပြီနော်သူများနေ့3နေ့5နေ့ပြီး6နဲ့6ပိုင်းနဲ့ကျွန်တော်တို့ပြန်ထည့်လိုက်6ပိုင်း6လုံးပိတ်နော်6စီအကွက်တွေရလာပြီသူများနေ့6 3နေ့6 5နေ့6ဆိုပြီးဒီမှာတော့အစုရလာပြီနောက်တစ်ခါsorry ကျွန်တော်ဒီမှာမားနေတော့မဟုတ်ခွန်ပြပါသူများ35အစဉ်သူများ35အစဉ်တိုင်းကျွန်တော်ပြန်ရေးမယ်သူများ35ပြီးတော့ပြန်ခွန်နဲ့ပြန်တွဲရမယ်ခွန်လည်းပေါ့နေခွန်လေးကိုနေပြီးခွန်ဆိုတော့ခွန်အကုန်လုံးခွန်စီနောက်ပိတ်ချောင်းနဲ့ထည့်တာအကုန်လုံးချောင်းနောက်ပိတ်ထည့်လိုက်သူများ35ခွန်ပြီးတော့4မနောသူများ4ရှောင်း3 4ရှောင်း5 4ရှောင်းအစဉ်တိုင်း6ကလုံးပိုင်းနောက်ပိတ်နေရာရထားပြီးသူများ4ရှောင်း3 4ရှောင်း5 4ရှောင်းပတ်လေထုံးမယ်ဆိုလို့ရှိရင်ပတ်လေကန်စားမယ်ဆိုလို့ရှိရင်ဒီနည်းနည်းလေးပဲရှိတယ်3အုပ်စုဆိုတော့ပြီးတာကတော့ကျွန်တော်တို့9ချိန်ကန်ဆမ်ဖို့9ချိန်ကန်ဆမ်ဖို့ဖြစ်ပါတယ်နော်ဒါတခြားလေးကြည့်ပြပါဒီဘွားကျွန်တော်တို့ပြထားတဲ့ဟာလေးကဒီတင်ရှားတော့အပေါင်းလေးနဲ့ပေါ့ကျွန်တော်အသုံးပြုလိုက်ခဲ့တာလေနေပေါင်းတော့ကြာပြီဒါဒီဟာကြတော့9ခုနဲ့တစ်ခုဒါနေရာမှာလုံးဝတစ်လုံးတော့လာပြမယ်ဆိုတာကြီးပေါ့ဒီတပတ်ဒီတစ်ခုကျွန်တော်တကယ်ရှင်းတဲ့ရောက်နေငိတာသူမှာ
လုံးဝမလာနိုင်တဲ့တင်ရှာပေါ့လုံးဝမလာနိုင်တဲ့တင်ရှာဒီတစ်ခွန်ကို3လုံးစလုံးဖြစ်နေတဲ့အခါကျတော့သူပဲဖောက်မလားကျွန်တော်ပဲဖောက်မှာလားကြတော့နည်းနည်းလေးတတိထားရမှာပေါ့နော်တကယ်လို့သူမဟုတ်ဘဲနဲ့ကျွန်တော်ဖောက်ခဲ့မယ်ဆိုလို့ရှိရင်ခုနဲ့ကိုတစ်ခွန်ကိုပါတဲ့အရာလေးကိုကျွန်တော်တို့ဖြုံးလိုက်မယ်ဆိုလို့ရှိရင်နည်းနည်းလေးပဲကြံတယ်ဒီမှာပုံတူတာကိုအ3လုံးရှိခုနှလုံးဆိုလို့ရှိရင်တစ်ခွန်ကိုဆိုပြီးတော့မှဒီ3လုံးပဲကြံမှာဒါတော့ဒီချာလေးမှတ်ထားပါတော့အဲ့ဒါပုံတင်မိဆိုရင်တင်ချာကိုမပေါင်းသားဘူးဆိုလို့ရှိရင်အနီးနဲ့တစ်3တင်နဲ့3တစ်3ပဲနေရာပဲအချင်းကတိုက်ခဲ့တဲ့ဟာပဲဖြစ်အဲ့ဒါနဲ့ပဲပေါင်းလိုက်ရလာတဲ့ရှောင်းလုံးကတော့အဲ့ထက်မှတစ်လုံးကတော့လုံးဝကိုလာပေးရမှာပေါ့မဖောက်ဘူးလားဆိုတော့သူကတော့ဖောက်ခဲ့ဖို့ရနော်ဒီပြီးခဲ့တဲ့ပါကျွန်တော်က6ခွန်စင်းနဲ့မိတ်ဆွေတွေရောက်တဲ့အတိုင်းပြီးတော့မှသူ68သွဲရတာကျွန်တော်နဲ့အကောင်လုံးတူတူဝယ်ကြရတာမဟုတ်တော့အများကြီးကန်စားကြတာစိတ်ချုပ်ချောဆိုပြီးတော့မှသူများ brain နဲ့စင်းသွားတဲ့အခါကျတော့တော်တော်လေးကိုကြည်ခွဲသွားတာကျွန်တော်လည်းသူကလည်းအချင်းတော့တေချာတော့ဖြစ်နေတာစိတ်ချောကိုအဲ့ဒါနဲ့ကျွန်တော်တို့ break ကြိုက်တယ်ဆိုပြီးရှာပလိုက်တာ6ခွန်စင်းဆိုပြီးတော့မှလေအဲ့ဒါနဲ့စိတ်ချုပ်ချောဆိုပြီးဖြစ်သွားဒီဘွားကျတော့တလုံးပဲစင်းတာနော်ဒါကတလေးနှလုံးလဲစင်းပါတယ်အဲ့ဒီ3လုံးကတော့မစင်းဘူးများတော့ဖြစ်နှလုံးတလုံးကတော့ပုံမှန်လေးပါဒီအောက်ကတော့ကျွန်တော်တို့အပေါ်မှာတစ်ခုခွန်နဲ့ပါတဲ့ရာဆိုလို့ရှင်ဒီမှာလည်းခွန်ပါရနော်ကျွန်တော်မိတ်ဆွေကတော့တစ်ခုခွန်ကိုသူကတော့မလာနိုင်ဘူးဆိုတာလည်းရှိတယ်အဲကြောင့်ကျွန်တော်ကဒီ net အုပ်စုနဲ့ဒီ4အုပ်စုအလဲအဲ့ဒါကြီးကိုတော့ပို့စားပေးလိုက်ပါနော်ဒီခွန်အုပ်စုခွန်အလဲပါတဲ့တင်ရှာကိုတော့ပြထားလို့တော့မရဘူးကျွန်တော်တို့အရာသဘောနေပြီဖြစ်ကန်စန်းထပ်တည်နေတာပေါ့လူထားလို့မရဘူးလေအဓိကကျွန်တော်အကြိုက်ဆုံးကတော့သူရနေချောင်းနဲ့3နေချောင်းနဲ့5နေချောင်းတို့သူရ4ချောင်းတို့3နေချောင်း5နေချောင်းတို့ဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီလာမယ့်အချိန်တော့မိတ်ဆွေတို့နဲ့အတူကန်စားရမှာဖြစ်ပါတယ်နော်ဒီအပေါ်ဟာတိုင်းနေကြတော့မိတ်ဆွေကိုယ်တိုင်တို့ပြီးခဲ့တဲ့အဖားတွေကိုမိတ်ဆွေတို့တိုက်ကြည့်လိုက်ဘယ်လိုထွဲလာမှာလဲဘယ်လိုဘယ်နှလုံးပါတယ်လဲအဲ့ဒါမိတ်ဆွေတို့ပိုတီးမှာကျွန်တော်ကဆိုလို့ရှိရင်ပြမယ်ဆိုလို့ရှိရင်ပို့ကြမှာအခုတော့မှမိနစ်တော်ကြာနေပြီပေါ့ဒါကတော့ကျွန်တော်တွေ့ထားသမျှရထားသမျှမိတ်ဆွေတို့ကိုပြန်လည်ပြီးတော့မှမျှဝေထားတာဖြစ်ပါတယ်မိတ်ဆွေတို့အားလုံးလည်းကံကောင်းကြပါစေဗျာ